ဒီနေ့မှာတော့ One Piece ရဲ့ Season 1ကအပိုင်း1ကိုတင်ပေးသွားမှာဖြစ်ပါတယ်။အပိုင်း1ကိုမကြည့်ရသေးဘူးဆိုရင်တွားကြည့်ပေးကြပါမိတ်ဆွေတို့စိတ်ရည်လဲအောင်လို့ဖြစ်ပါတယ်။အားပေးနေတဲ့မိတ်ဆွေတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်းလေးကိုပြန်ဆလိုက်ကြရအောင်။လိုဖီကနီးစက်ရရေးတက်စခန်းကိုသွားမယ်ဆိုကကိုဘီကိုပြောလိုက်ပါတယ်။နောက်တစ်ခါမှာတော့ East Blue ရဲ့တနေရာမှာလေတစည်းနဲ့မိန်းကလေးတစ်ယောက်မျောပါလာခဲ့ပါတယ်။ပြီးလို့လည်းရောက်ရှိလာပြီးပင်လယ်ဓာပြတွေကဒီလောက်များနေမှမသိဘူးဆိုကဝရမ်းစာရွက်တွေကြည့်နေကြပါတယ်။ထပ်ပြီးတော့လည်းရေးတက်ထဲကိုဘလို့ဝင်ရမယ်ဆိုတာကိုပါပြောနေကြပါတယ်။လိုဖီကသူခုပိုက်စာနေလို့စာပြီးမှဝင်မယ်ဆိုကကိုဘီကိုခေါ်သွားခဲ့ပါတယ်။ဆိုင်ကိုရောက်ရှိလာတော့ပင်လယ်ဓာပြဖြစ်တဲ့ရိုရိုနိုအာဆိုရိုနဲ့တခိုးမှနာမီတို့လည်းရှိနေကြပါတယ်။လိုဖီကဆိုရိုကိုသူကိုတိုင်လုထားတဲ့မုံကိုလာကျွေးတော့ရေးတက်ရရှိရတာဟမ်မတ်ပူနဲ့ဝင်တိုက်မပါတော့တဲ့ရီကာကတောင်းပန်လိုက်ပါတယ်။ဒါကိုဟမ်မတ်ပူကနောက်တစ်ခါဆိုသူမညာတော့ဆိုကပြုတ်ကျသွားတဲ့မုံကိုနှင်းချဖြစ်ပါတယ်။ဆိုရိုကသူ့စားစရာတွေကိုပြုတ်ကျအောင်လုပ်တဲ့ဆိုကမုံကိုကောက်စားလိုက်ပါတယ်။အရန်ကောင်းတယ်ဆိုပြီးတော့လေရီကာကိုပြန်ပြောလိုက်ပါတယ်။ဒီအဖြစ်ပြက်ကိုတစ်ဖက်ကလိုဖီတို့လည်းအဆဆုံးမြင်တွေ့နေရပါတယ်။ဆိုလိုလည်းပြုတ်သွားတဲ့မုံတစ်ခုကိုကောက်ယူကဟမ်မတ်ပူကိုမုံတစ်ခုယူစားခိုင်းပြီးကောင်းမလေးကိုပြန်တောင်းပန်ခိုင်းပါတော့တယ်။ဒါကိုဟမ်မတ်ပူကသူ့ကိုတီလာဆိုပြီးသူ့အဖေယာတို့နဲ့ဖြဲကဓာတ်ကိုဆွဲထုတ်ပါတော့တယ်။ဆိုလိုလည်းပြန်တိုက်ခိုက်လိုက်ပါတယ်။ဒီလိုနဲ့ရေးတက်လည်းနာမီကသူ့ရဲ့မိန်းမမာယာတုံးကရေးတက်သားတစ်ယောက်ကိုရှင်းထုတ်လိုက်ပြီးသူ့အဝတ်စားကိုယူဝတ်နေပါတော့တယ်။လိုဖီကလည်းဆိုလိုရဲ့တိုက်ခိုက်မှုကိုသဘောကျနေပါတော့တယ်။ဟမ်မတ်ပူလည်းသူ့ကိုမတက်ဖို့တောင်းဆိုနေပါတယ်။ငါအဖေကရေးတက်အရာရှိကပတိန်မော်ဂန်ဆိုလိုတောင်းဆိုတာကိုလုပ်ပေးနိုင်တယ်ဆိုကပြောလိုက်ပါတယ်။ဆိုလိုလည်းမော်ဂန်စီကိုခေါ်သွားခိုင်းခဲ့ပါတော့တယ်။ဒီလိုနဲ့မော်ဂန်စီကိုဆိုလိုကရောက်လာခဲ့ပါတယ်။မော်ဂန်ကဆိုလိုကို East Blue မှာအကြောက်ရဆုံးပင်လယ်ဓာပြမှုဆိုနာမည်နဲ့လိုက်တဲ့ဆိုကချီးကျူးနေပါတော့တယ်။ဆိုလိုလည်းတက်စခန်းမှာစူကြီးထုံမရတော့ဘူးဆိုပါတယ်။သူ့ကိုအခွင့်အရေးပေးတဲ့အနေနဲ့အလုတ်တစ်ပြောင်းမှလားထောင်ထဲမှာနေမလားဆိုကရွေးချယ်ခိုင်းလိုက်ပါတယ်။ဆိုလိုကတော့တင်မောချင်းမှာ9ရက်တိတိကျိုးချင်ခံမှုရွေးလိုက်ပါတယ်။ညရောက်လာတော့လိုဖီလဲကိုဘီကိုမေးနေပါတော့တယ်။ဆိုလိုရဲ့တတိယဓာတ်ကဘာနဲ့ကင်တာလဲဆိုကကိုဘီကလည်းပြန်ပြောလိုက်ပါတယ်။သူကရေတက်သားတွေလက်ကနေကောင်မလေးကိုကာကွယ်ပေးလိုက်တာတကယ်တော့ရေတက်ကကာကွယ်ပေးရမှာမဟုတ်ဘူးလားဆိုကဒါကလုံးဝအတိတ်ပဲမရှိဘူးပြောလိုက်ပါတယ်။လိုဖီကလည်းပင်လယ်ဓာတ်ပြတွေထဲမှာလူကောင်းတဲ့လူဆိုးရှိတယ်လို့ရေတက်ထဲမှာလူကောင်းတဲ့ဆိုးရှိမှာပဲလို့ပြောလိုက်ပါတယ်။လိုဖီလည်းကိုဘီကိုကြည့်ကမင်းကလူကောင်းဖြစ်မှာပါပြောလိုက်ပါတယ်။ကိုဘီကလည်းအာဖီတာပြောတာဖြစ်နိုင်တယ်။ငါကကမာကြီးအကြောင်းဘာမှမသိသေးဘူးဆိုလိုက်ပါတယ်။လိုဖီကလည်းသူကစခန်းထဲဝင်ပြီးမြေပုံရှာရမှာမို့ကိုဘီကိုကူညီခိုင်းပါတယ်။ကိုဘီလည်းကြောက်နေပါတော့တယ်။လိုဖီကတော့သူ့ကိုလှေစင်တစ်ပြင်ခိုင်းတာဖြစ်ပါတယ်။မနေ့ရောက်လာတော့ဟမ်မတ်ပူကသူကတော့9ရက်တော့ပြောပါဦးဆိုလိုက်ပါတယ်။ငါဒီကနေထွက်လာရင်မင်းရင်တောင်းပန်ရမယ်လို့ထပ်ပြောလိုက်ပါတယ်။ဟမ်မတ်ပူကငါအဖေက9ရက်ပြည့်ရင်မင်းကိုလွတ်ပေးမယ်လို့ထင်နေလားပြန်မေးလိုက်ကထွက်သွားလိုက်ပါတယ်။နောက်တစ်ခါမှာတော့နာမီတယောက်ရေတက်ခွဲကလိုဟန်ဆောင်ပြီးလိုက်သွားခဲ့ပါတယ်။တနေရာရောက်တော့အခန်းတစ်ခုကိုခိုးဝင်လိုက်ပါတယ်။တစ်ဖက်မှာလာမင်းချလိုက်တဲ့သူတွေစီမှာဘာလို့ဖမ်းခံလိုက်ရတာလဲဆိုကဆိုလိုကိုမေးလိုက်ပါတယ်။သူတို့ဖမ်းတာမဟုတ်ဘူး။ငါဖမ်းခံတာလို့လိုဖီကိုပြန်ပြောလိုက်ပါတယ်။လိုဖီလည်းအဲ့ဒါကိုစိတ်ဝင်စားတဲ့ဆိုကမင်းညကကောင်းမလေးကိုရေတက်လက်ထဲကကာကွယ်ပေးလိုက်တာသူသိတယ်လို့ပြောလိုက်ပါတယ်။ထပ်ပြီးတော့မင်းကလူကောင်းလို့ပါပြောလိုက်ပါတယ်။ဆိုလိုကတော့သူကပင်လယ်ဓာတ်ပြတ်မှုဆိုရိုရိုနိုအာဆိုလိုဆိုပြီးမိတ်ဆက်လိုက်ပါတယ်။လိုဖီကတူနာမင်မန်ကီတီလိုဖီပင်လယ်ဓာတ်ပြပြီးရင်ဖြစ်လာမဲ့သူလို့ပြန်ပြောလိုက်ပါတယ်။ဆိုလိုကိုလည်းသူ့ဖွဲ့ထဲမှာပါတင်နေဆိုပါတယ်။ဆိုလိုကတော့ငါကပင်လယ်ဓာတ်ပြတ်မှုဆိုမင်းတို့လိုကောင်တွေကိုရှင်းပစ်ပြီးပတ်စံရှာနေတာလို့ပြောလိုက်ပါတယ်။ဆိုရိုကပင်လယ်ဓာတ်ပြမှုဆိုးဆိုတာကိုထက်ခါပြောနေလို့မင်းဖြစ်ချင်နေတာအဲ့ဒါပဲလားလိုဖီကပြန်မေးလိုက်ပါတယ်ဆိုရိုကသူရင်တုန်းကလူတယောက်ကိုဂတိပေးထားဘူးလေကံပါအတော်ဆုံးသားသမားတယောက်ဖြစ်ရမယ်လို့ဆိုလိုက်ပါတယ်လိုဖီကတော့သူ့စကားတွေကိုသဘောကျနေပါတော့တယ်ဆိုရိုကသူ့ကိုကျိုးဖြစ်ပေးရင်လည်းအဖွဲတဲ့ပါမှာမဟုတ်ဘူးပြောလိုက်ပါတယ်လိုဖီလည်းဆိုကပတိန်မော်ဂန်က Grand Line မြေပုံကိုယူခိုင်းလိုက်တယ်ဆိုပါတယ်ထိုမျိုးသမီးကဘာလို့ယူခိုင်းမှလဲ Grand Line ကိုသွားမဲ့မြေပုံအားလုံးကသူ့ရဲ့ရုံးခန်းမှာတင်ထားတဲ့ဆိုကပြန်ပြောလိုက်ပါတယ်နာမီလဲသူကအမိန်တိုင်းလောက်တာမို့လို့ကပတိန်မော်ဂန်ကိုပြန်မေးချင်ရင်မေးလိုက်ဖို့ဆိုကပြန်ပြောလိုက်ပါတယ်ထိုမျိုးသမီးကနောက်ထပ်ရေတက်သားတယောက်ကိုမေးကြည့်နေပါတော့တယ်ထိုလူကနာမီကိုတွေ့တော့သူ့ရဲ့အဝတ်တွေကိုယူသွားတဲ့သူဆိုတာမှတ်မိပေမဲ့နာမီကတော့သူတို့နှစ်ယောက်လုံးကိုတိုက်ခိုက်နိုင်ယူလိုက်ပါပြီဒီလိုနဲ့လိုဖီကလည်းလမ်းပြောက်ရင်နာမီတို့ရှိတဲ့အခန်းထဲကိုလှိုင်ကောင်းတွေကပြုတ်ကျလာခဲ့ပါတယ်နှစ်ယောက်လုံးကအကြံတူနေတာပူပေါင်းလိုက်ကြပါတယ်လိုဖီကစိတ်ထင်ရလျှောက်သွားနေလို့နာမီလဲလိုက်တားနေရပါတယ်
ပါတယ်နာမီကနင်းစီစုကဘာလဲမော်ဂန်စီက Grand Line မြေပုံကိုတောင်းမလို့လားဆိုပါတယ်ဒီလိုနဲ့မော်ဂန်လည်းသူတို့ရှိကိုရောက်ရှိလာပါတယ်တစ်ဖက်မှာလည်းဟမ်မတ်ပူကဆိုရိုရဲ့ဓာတ်တွေကိုကင်ကြည့်နေပါတော့ဒီလိုနဲ့ဆိုရိုရောက်ရှိလာခဲ့ပါတယ်မော်ဂန်ကနာမီကိုဘာလာလို့လဲမေးလိုက်ပါတယ်နာမီကရင်ပြင်မှာတောင်းကျမ်းနေတဲ့အကျဉ်းသားကိုဖမ်းလာခဲ့တာဆိုပါတယ်လိုဖီကလည်းသူ့ကိုသူအကျဉ်းသားဆိုပါတယ်မော်ဂန်ကသူ့ကိုမမြင်ဘူးသူ့နာမည်နဲ့ဘယ်တက်ကလည်းပြန်မေးလိုက်ပါတယ်နာမီကကပ်တိန်မော်ဂန်စီမှာအလုပ်လုပ်ချင်လို့ခုနှစ်တက်ကပြောင်းလာတာလို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့မော်ဂန်လည်းသူတို့ကိုထားခဲ့ပြီးထွက်သွားလိုက်ပါတယ်လိုဖီကငါတို့ကအရန်မိုက်တဲ့အဖွဲ့ဝင်တွေပဲဆိုပါတယ်ထပ်ပြီးတော့ငါတို့ရုံးခန်းထဲဘယ်လိုဝင်ကြမလဲဆိုပါတယ်နာမီကတော့ကိုထုတ်ပြကငါတို့ကအဖွဲ့ဝင်တွေမဟုတ်ဘူးပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ရုံးခန်းထဲကိုဝင်လာခဲ့ပြီးမြေပုံကိုရှာဖွေကြပါတော့တဲ့နာမီကဘာလို့နေက Grand Line မြေပုံလိုချင်တာလဲလိုလဲကူဆွဲပေးကဒီလိုနဲ့အချိန်လုံးပြီးနှစ်ယောက်လုံးပြုတ်ကျလာပါတော့တဲ့အောက်ကိုရောက်ရှိလာတော့ရေတက်သားတွေလည်းဝိုင်းဝန်းတိုက်ခိုက်ကြပါတော့တဲ့အဲ့ဒီချိန်ဆိုလိုကထွက်သွားဖို့လုပ်နေတော့လိုဖီတို့တိုက်ခိုက်နေတာကြည့်ရင်အထိနာနေတာကြောင်းဝင်တိုက်ပေးရပါတော့တဲ့ဒီလိုနဲ့မော်ဂန်လည်းရောက်ရှိလာပြီးမင်းတို့၃ယောက်ပူးပေါင်းနေတာဟာတာပဲဆိုပါတယ်လိုဖီကလည်းငါတို့ကအဖွဲ့တွေပဲပြန်ပြောလိုက်ပါတယ်ဒါကိုနှစ်ယောက်လုံးကမဟုတ်ဘူးဆိုကပြန်ညင်းကြပါတယ်မော်ဂန်ကဘယ်သူမှငါလက်ကနေမလွတ်ဘူး East Blue ကပင်လယ်ဓာတ်ပြတွေစီကဒီရှယ်မျိုးကိုငါကယ်ခဲ့တာဆိုကစတင်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်ဒီလိုနဲ့ရေတက်သားတွေလည်းထပ်မံရောက်ရှိလာခဲ့ပါတယ်လူကအောက်ကနေတိုက်လို့ပြောလိုက်ပါတယ်ဆိုလိုကဓာတ်တစ်ချောင်းကိုပစက်မှာကိုက်ကကျန်တဲ့ဓာတ်နှစ်ချောင်းကိုလက်တစ်ဖက်စီနဲ့ကင်ပြီးသူ့ရဲ့ဓာတ်သုံးချောင်းတိုက်ကွက်နဲ့တိုက်ခိုက်ဖို့ကိုရဲ့စပင်ပုံစံပြောင်းသွားတာကိုဆိုလိုလက်ချက်ဆိုပြီးပြောကလောင်ရင်နေကြပါတယ်ဒီလိုနဲ့ကိုဘီလဲရောက်ရှိလာကဟမ်မတ်ပူကိုတစ်ချက်ထိုးပစ်လိုက်ပါတယ်လိုဖီကရှင်းပြဖို့အချိန်မရှိဘူးငါတို့သွားကြမယ်ဆိုပါတယ်ဒါပေမဲ့ကိုဘီကသူ့မလိုက်တော့ဘူးဆိုပါတယ်ထပ်ပြီးတော့လဲနောက်တစ်ခါငါတို့တွေ့ရင်ရန်သူဖြစ်နိုင်တယ်ပြောလိုက်ပါတယ်လိုဖီကအခုငါတို့ကတငယ်ချင်းတွေပါပဲလို့ပြောကထွက်သွားပါတော့တယ်နောက်တစ်ခါမှာတော့ကတ်ကိုရေတက်ကဆက်သွယ်လာခဲ့ပါတယ်ရှယ်မျိုးကရေတက်စခန်းကိုပင်လယ်ဓာတ်ပြတွေတောင်းကျမ်းသွားတယ်ဆိုကပြောပြပါတယ်သူတို့ကဘာတွေယူသွားလဲလက်နက်လားရွှေတွေလားလို့ကတ်ကပြန်မေးလိုက်ပါတယ်တစ်ဖက်လူက Grand Line မြေပုံကိုကောက်ရုပ်အုပ်ထုတ်ပင်လယ်ဓာတ်ပြတစ်ယောက်ကယူသွားတယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ကတ်လည်းရှယ်မျိုးသွားဖို့သူ့ရဲ့တပ်သားကိုပြောပါတော့တယ်နောက်တစ်ခါမှာတော့ကောက်ရုပ်အုပ်ထုတ်ပင်လယ်ဓာတ်ပြတစ်ယောက်ကရေတက်စခန်းထဲဝင်ပြီးမြေပုံလူသွားတယ်ဆိုတဲ့တဲ့ပင်လယ်ဓာတ်ပြဘက်ကီစီကိုရောက်ရှိသွားပါတယ်ဒီလိုနဲ့သူကဘသူကိုတက်ရဆိုကအဲ့ဒါငါမြေပုံငါပြန်ယူမယ်ဆိုပြီးအော်ရီနေပါတော့တယ်စီဇူ1ကတော့ဒီလောက်ပါပဲနောက်ထပ်စီဇူ2ကိုဆက်ကြည့်နိုင်ဖို့ Subscribe လည်းလုပ်ခဲ့ပေးကြပါအဆုံးထိကြည့်ပေးလို့မိတ်ဆွေတို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်